ဓမ္မဂုံကြီးက92ခုနှစ်မှာစပြီးတော့ဓမ္မဂုံစတိဆောက်ပါတယ်စတိဆောက်တဲ့ခါတော့ဟိုအားလေးမှကျွန်တော်ဝကတဲလေးနဲ့တိဆောက်တယ်နောက်မှရက်ကွက်သူရက်ကွက်တိုင်းလေးတတ်နိုင်သောကြီးနဲ့စုပေါင်းပြီးတော့မှဒီနေရာလေးကိုတော့အကွက်ချပြီးတော့ဖြစ်အောင်တိဆောက်ခဲ့တာပါမူလအလှရှင်တွေရှိပါတယ်ဒီဓမ္မဂုံကိုစပြီးတည်တဲ့အချိန်မှာရေတိုင်ကုသိုလ်ရှင်ဆိုပြီးတော့ဗလက်ဆိုင်24ရက်ဦးစိုးဝင်းတော်တယ်မြနေပဲကပီးကြောက်စာလေးနဲ့ရှိပါတယ်92ခုတန်းတွေဒီလိုထူသွားတာပါနော်အဲ92ခုကနေပြီးတော့အခုပိုင်ရှင်ပေါ်တဲ့အထိဘာမှပြဿနာလည်းမရှိပါဘူးဒီဟာကြီးကပတ်လန့်ပြည်ဖြစ်ခဲ့တဲ့အတွက်အစကကလေးကကိုကစလစ်မရှိပါဘူးဒါကြီးကအဲ့ဒီနောက်ပိုင်းမှာသူတို့တောင်းဆိုလာတဲ့အခါကြတော့မှကားယုံကဗလက်ချက်31အကွက်နံပါတ်1ပါဓမ္မယုံကဗလက်ချက်31အကွက်နံပါတ်3ပါဆိုတော့ရည်ရွယ်ချက်ရှိနဲ့ဂျားထဲမှာနှစ်ကလွတ်ထားပြခဲ့တာအဲ့ဒီတစ်ကိုလာတောင်းဆိုတော့ပါပဲလာတောင်းဆိုတဲ့နောက်ပိုင်းတော့ဒီအမှုဆောင်နေသူတို့ကမှပို့ပြီးတော့ထိတ်တိုက်တွေ့တော့ပါအခုကဘယ်လိုဖြစ်တော့ဆိုမြေရဲ့တန်ဖိုးကလည်းမြင့်တက်လာပြီခုသတ်မှတ်ထားတဲ့မဟာဒါအလိုင်းကလည်းဆက်သွားမလဲမရှိဘူးမြမမီရထားကလည်းသူ့နဲ့နမိတ်သူကိုကာခွယ်သွားပြီအဲ့တော့ဒီမြေကြီးဟာတန်ကြီးမြင့်လာတဲ့အခါလောဘစိတ်တော့ပေါ်လာကြမှာပေါ့ဗျာအဲ့တော့ကျွန်တော်အနေဒါကတော့တဏှိဓမ္မယုံကြီးကနှစ်ပေါင်းများစွာ92ခုနှစ်ကအခု2025အထိ2026အထိဆိုတော့နှစ်ပေါင်းများနေပါပြီများနေအတော်တွင်မှာဖြင့်ဒီရက်ွက်ရဲ့ဒီသူလူလူလည်းပဲခုကျွန်တော်တို့ကတော့တတိစင်သားလည်းရှိတယ်ဒီကအခြေခံကြပြီးတော့အကုန်သိရှိတဲ့နိုင်ကာကြီးလည်းရှိနေတဲ့အချိန်လေးမှာဒီဓမ္မယုံကြီးကိုတာရဏနယ်မြေဖြစ်ဖို့ရည်ကိုပဲအဓိကထားကျွန်တော်ဆောင်ရွက်ခြင်းဖြစ်ပါတယ်အဲ့တော့ဒီကိစ္စကကျွန်တော်တို့က2025 17လပိုင်း24ရက်မှာအရင်လက်ရှိဘောဘကဥက္ကဋ္ဌဖြစ်တဲ့ဦးစိန်လေးတို့နောက်တစ်ခါဗန္ဒာယီမှုဖြစ်တဲ့ဦးဟန်ဝင်းအောင်နဲ့မောင်မာတောင်ရင်ယူနေတဲ့အမှုဆောင်ဖွဲ့ဖြစ်တဲ့ဦးသိန်းလိုက်မှုတို့ဆိုရက်ွက်ရုံခေါ်လိုက်ရက်ွက်ရုံခေါ်လိုက်တော့ဒီဓမ္မယုံမြင်းနေရာပေ80 60ဒီပန်ရှင်ပေါ်ပေါက်တယ်လို့ဥက္ကဋ္ဌနေသူတို့ခေါ်ပြောလိုက်တဲ့အနေထားပေါ်မှာကျွန်တော်တို့ကနေတဆင့်ပြန်ကြလက်ရှိ2026ကျွန်တော်တို့ဒီ၄လပိုင်းမှာကျကျွန်တော်တို့ကပြန်လည်ရွေးချယ်ခံရတော့ကျွန်တော်တို့ပြန်လည်ပြီးတော့ဓမ္မဘောဘကတွေးမှုတွေကျွန်တော်ပြန်လည်ထမ်းဆောင်ရတယ်ထမ်းဆောင်တဲ့အခါမှာ28ရက်4လ2026မှာကျတော့ဥက္ကဋ္ဌကိုယ်တိုင်ကကျွန်တော်တို့ဒီဓမ္မကိုစောင်းနှံအောင်ပေ80 60ဒီရဲ့ငါညီတို့တဲ့ပိုင်ရှင်ပုံပေါက်လာတဲ့အတွက်အဲ့ဒါကိုဒီ2ရက်တွင်ငါညီတို့အဲ့ဒီတည်းကရှိတဲ့ပစ္စည်းတွေဖယ်ရှားပေးပါတဲ့ဒီသက်တို့ဒီကြောက်ဝလို့ရှိတဲ့ဟာတွေဖယ်ရှားပေးပါတဲ့ဖိတ်လိုက်တော့ဒီလူတို့ကဒီမြေကိစ္စတွေဒါလက်သက်မခံနိုင်ဘူးပေါ့နော်ဒါကျွန်တော်တို့ဘယ်လိုလုပ်ကြမလို့ပေါ့ဒီပိုင်ရှင်က3ဖြစ်နေအဲ့တော့ကျွန်တော်တို့ကသိကျင်တာကပိုင်ရှင်လုံးမဟုတ်ဘူးကျွန်တော်တို့လက်သက်မခံဘူးပေါ့သက်ဆိုင်ရာဌာနရဲ့အထောက်အထားမှန်ကန်တယ်ဆိုရင်ကျွန်တော်တို့ရက်ွက်နေပြည်သူလူထုနဲ့နှိမ့်နှိုင်းဆောင်ရွက်ပြီးမယ်ဒါပေမဲ့ကျွန်တော်တို့သိကျင်တာမဟုတ်မှန်ဘူးဆိုရင်သူတို့တရားဥပဒေနှိမ့်လိုက်ရရေးယူပေးပါလို့ကျွန်တော်တို့ကတိုင်စာမှာကျွန်တော်တို့အဲ့လိုရေးခဲ့ပါလက်ရှိမှာတော့ကျွန်တော်တို့ကပိုင်ရှင်3ဆိုတာလည်းမသိရှိရဘူးမဟုတ်မှန်ဘူးဆိုတဲ့အကြောင်းတရားလည်းမထွက်လာဘူးဟုတ်ကဲ့ရင်လည်းကျွန်တော်ရက်ွက်နေပြည်သူတို့နှိမ့်နှိုင်းပြီးတော့ဆောင်ရွက်ပြီးမယ်မဟုတ်ခဲ့ဘူးဆိုရင်လည်းသူတို့ကိုဥပဒေနှိမ့်လိုက်ရရေးယူပေးပါလို့ကျွန်တော်တို့ကဒီလိုထွက်ဆိုခဲ့တယ်ဒါပေမဲ့ယနေ့ချိန်ဒီပိုင်ဆိုင်တယ်ဆိုတဲ့3နှစ်ပေါ်မလာဘူးအရေးယူပေးမှုလည်းမရှိခဲ့ဘူးပေါ့ဗျာယနေ့ချိန်ဒီကျွန်တော်ကတော့အဲ့ဒါလေးပြောကြရင်လည်းနိုင်ငံတော်သမ္မတကြီးတန်ကိုကျွန်တော်တို့အခုပြည်သူရဲ့အတန်ကနေပြီးတော့သမ္မတကြီးတစ်စင်ကြားသိပါသည်ဘုံမမှန်ပြည်စဲပြီးတော့လုံးကြံနေတဲ့မတမာလူတို့လည်းအများဆုံးပေါ်ထုတ်ရေးယူပေးပါလို့သမ္မတကြီးကိုအညီတောင်းခိုင်းနေတယ်ရောမြစ်တာရက်ခါမှာ